စောဖျားသည်ဇေတဝင်ကျောင်း၌တရင်30ဝါသဝခတ္တိယမိဖုရားကိုအကြောင်းပြု၍ဟောကြားတော်မူသောဇက်ဖြစ်သည်ဝါသဝခတ္တိယသည်မဟာနန္ဒကဝင်မင်း၏သမီးဖြစ်သည်နာဂမုဏအမည်ရှိသောကျော်မမှာဝါသဝခတ္တိယကိုဝေဖွားသည်ဒါကီဝင်မေသွေးပါ၍အလွန်ချောမောလှပသည်စစ်စေးတိမ်မွေသည်ဉာဏ်ပညာထမြက်သည်သို့သောတာကီဝင်မင်းတို့သည်ဝါသဝခတ္တိယကိုတာကီသွေးဟူ၍အတိမတ်မပြုကြအဝိုင်းပေထားကြသည်မြတ်စွာဘုရားသည်တာဝတိပြည်၌တရင်သုံးနေစဉ်အခါကဇန်တော်များသည်ရလာသောစွန်ဘောစင်များကိုဝိတာခကျောင်းအမကြီးနှင့်အနာတပိတထေးကြီးတို့အိမ်များ၌တရင်သုံး၍စွန်းစားချက်အမှုကိုပြုကြသည်ဝိတာခအနာတပိတို့အတွက်အညိုညင်မရှိအောင်သာသနာ၌ကြီးညိုကြသောတပည့်တပန်းတို့ကိုယဟန်တော်များအားစောင့်ရှောက်ပြုစုစေသည်ကောသလမင်းကြီးသည်မြတ်စွာဘုရားနှင့်၎င်းရှမ်းတော်တို့နှင့်၎င်းဝိတာခအနာတပိတို့ကဲ့သို့တရင်တညီအကျွမ်းတဝင်ဆက်လိုသည်နေ့စဉ်ရဟန်း900ပြည့်၍မန်းနဲ့ကြီးထုံပြီးဆွန်လောင်းလိုသည်ကောသလမင်းဝန်ထမ်းများသည်ရဟန်းတော်များအပေါ်ကိုစေတနာမပါကြပါမြင်းကြီးအမိတ်အရာသာပြုစုနေရသူများဖြစ်၍ဝိဆွေဝကုံသာပြုစုကြသည်ရဟန်းတော်များနှင့်လည်းဒီနီမရှိကြပါသို့ဖြစ်၍ရဟန်းတော်များသည်စွန်တို့ကိုခံယူပြီးဝိတာခအနာတပိနှင့်အခြားကျောင်းဝင်သူများအိမ်သို့တွားရောက်ဆွန်ဖုံးပေးကြသည်ထိုအခါကောသလမင်းကြီးသည်မိမိဆွန်စားစရ၌ဇန်တို့မကြွသည်ကိုသိသောနတ်စာစားပြီးမြတ်စွာဘုရားထံတော်သို့တွားရောက်၍အရှင်ဘုရားအစာအသောက်ဘောဇင်တို့တွင်အဘေဘောဇင်သည်အရာသာရှိပါသနည်းဟုမေးလျှောက်သည်အရှင်မင်းကြီးအကျွမ်းဝင်သောသူတို့ထံမှဘောဇင်သည်အလွန်အရာသာရှိပါသည်အနှဲငယ်သောပအိုးကြီးမျှသည်သားလျင်အကျွမ်းဝင်သူတို့လောင်းလူအပ်သောအလွန်ချုံမြိတ်ကောင်းမြတ်ပါသည်ဟုမိန်တော်မူသည်ထိုအခါကောသလမင်းကြီးကအရှင်ဘုရားယဟန်တို့သည်အဘယ်သူနှင့်အကျွမ်းဝင်ပါသနည်းဟုမေးလျှောက်သည်ထိုအခါဘုရားရှင်ကမင်းကြီးယဟန်တို့သည်အဆွေအမျိုးတို့နှင့်၎င်းတာဂီဝင်မင်းမျိုးတို့နှင့်၎င်းအတူတကောင်းအကျွမ်းဝင်ပါသည်ဟုမိန့်ကြားတော်မူသည်ထိုကြောင့်ကောသလမင်းကြီးသည်တာဂီဝင်မင်းသမီးတစ်ပါးကိုဆောင်ယူပြီးမိဖုရားကြီးအရာ၌ထားရလျင်ဘုရားနှင့်ဆွေမျိုးတော်ပြီးရန်တို့နှင့်မှယနေ့အကျွမ်းဝင်အံ့ဟုကြံ၍တာဂီဝင်မင်းသမီးတစ်ပါးကိုပေးဆက်ရန်ကပိလဝေပြည်သို့တမန်စေလွတ်တော်မူသည်ကပိလဝေပြည်မှမဟာနံမင်းကြီးသည်မပေးပြန်လျက်လဲစမတ်အရေးပေးပြန်လျက်လဲမျိုးနွယ်ပြည့်မိအရေးတို့ကြောင့်တာဂီဝင်တို့နှင့်တိုင်ပင်ကြသည်မဟာနံမင်းနှင့်နာဂမုဏကျော်မတို့မှမွေးဖွားသော16နှစ်ရှိလာပသောဝါသဝခတ္တိယမင်းသမီးကိုပေးလိုက်ကြသည်ဝါသဝခတ္တိယသည်အဖေသွေးကတာဂီဝင်မင်းမျိုးပဲမဟုတ်လောကောသလမင်းကြီးသည်ဝါသဝခတ္တိယမင်းသမီးကိုအလွန်မြတ်နိုးလှ၍မိဖုရားအစာ၌ထားသည်သားတော်တစ်ပါးထွန်းကားသည်ဘုရောမဟာနံမင်းကြီးထံတော်အမည်တောင်းစေပြီး16နှစ်အရွယ်သို့ရောက်လျင်ဘုရောမဟာနံနှင့်ဆွေမျိုးအကြေကဲတို့ကိုကြောရန်ကပိလဝေပြည်သို့တခန့်တနာလာသည်တာဂီဝင်မင်းတို့ကကျွမျိုးဟုနှကောင်းရှုံးကြသည်မလွဲမကင်းသာဆက်ဆံကြသည်ဝိတတုပအပြန်တော်တာဂီဝင်မင်းတို့ကဝိတတုပထိုင်သောကျမ်းမြင်ကိုစွန်းစောနှံသည်ဟုနိုးရီဖြင့်စေကြသည်ထိုကြောင့်ကိုဝိတတုပ၏လက်ဆွဲတစ်ဖက်တယောက်ကတဆင်ကြားသိသဖြင့်ဝိတတုပမှာဒေါသဖြစ်သွားသည်တနေ့သိစေမည်ဟုစိတ်ထဲကကြုံဝါထားသည်တဝိထီပြည်သို့ပြန်ရောက်သောအခါအခြေအနေအလိုဆိုးရွားသွားတော့သည်ကပိလဝေပြည်တာကင်ဝင်တို့ကမတူမယူဆက်ဆံမှုအပြင်ဝါသဝခတ္တိယသည်ကျွမ်းမမွေးသောသမီးကိုတာကင်ဝင်အစစ်ဟုလေးလေးများပေးဆက်လိုက်ကြကြောင်းကိုနန်းတော်တစ်ခုလုံးဟောအော်တောင်းနေဖြစ်သွားသည်ဝါသဝခတ္တိယနှင့်ဝိတ္တုပတို့မှမျက်နာမဖော်ရဲအောင်ပြီးရှနေခဲ့ကြသည်ထိုကြောင့်ကိုကောသလမင်းကြီးနာပေါက်ကြသောအခါကောသလမင်းကြီးသည်ရှက်ဒေါသဖြစ်လွန်သဖြင့်ဝါသဝခတ္တိယနှင့်ဝိတ္တုပတို့ကိုမိဖုရားအရာမှနှုတ်၍ကျွန်းအဆင့်အတန်းသို့နှိမ်ချထားလိုက်တော်သည်ဇင်တုံတရားထားနိုင်သောဝါသဝခတ္တိယမိဖုရားကြီးအနေဖြင့်လောကရန်ကိုခဏ၏စွမ်းရှိသည့်တိုင်အောင်မင်းပြိုမင်းလွန်ဖြစ်သောဝိတ္တုပအနေဖြင့်ကပောက်ကွယ်ရသည့်ရှက်ဒေါသကြောင့်တနေ့တွင်
တာဝတိနန်းကိုမရရအောင်သိမ့်ပိုင်မည်မိမိမင်းအဖြစ်ရလျင်မိမိအားမတူမယူပြုခဲ့ကြသောဒါကီဝင်တစ်မျိုးလုံးလေချောင်းတို့ဖြင့်ဇမ်းမြင်ကိုစေးချောမည်ဟုတိတိကျကျဆုံးဖြတ်ချက်ချလိုက်သည်နှစ်ရက်သုံးရက်ကြာသောအခါမြတ်စွာဘုရားသည်ကောသလမင်းနန်းတော်သို့ကြွသည်ကောသလမင်းကမြတ်စွာဘုရားကိုရှိခိုး၍ရှင်ဘုရား၏ဆွေတော်မျိုးတော်တို့သည်စွန်မမမွေသောသမီးကိုတပည့်တော်အားပေးသည်တို့တက်ဝါတဘာခတိယနှင့်တာဝိတရုပတို့ကိုဇွန်အဖြစ်ချထားလိုက်ပါသည်ဟုလျှောက်သည်မြတ်စွာဘုရားကမင်းစီတာကီဝေမင်းတို့သည်မပြူသင့်သည်ကိုပြူရသည်ပေးလင်တူသောအမျိုးကိုသာပေးသင့်သည်ဟုမိန်တော်မူ၍စပြီးမင်းစီဝါတဘာခတိယ၏ဖခင်သည်မြည်သူနီအရှင်ဘုရားမဟာနန္ဒာကီဝေမင်းဖြစ်ပါသည်ဘုရားဝါတဘာခတိယသည်မင်း၏သမီးပင်တည်းမင်းသမီးကိုမင်းထံသို့စိတ်အဖမျိုးသည်အဓိကမဟုတ်လောမမ်းပါသည်ဖျားမြတ်သောမင်းကြီးစွန်မ၏သမီးပင်ဖြစ်တော်လဲမင်းကြီးနန်းတော်တော်အပိသိက်သောခံရပြီသည်သာတော်ဝိတရုပသည်လဲရှေးမြေကိုအစိုးရသောမင်းကိုဆို၏ဖြစ်သည်ဟူသားသည်အပေကြအဖဩဇာဖြစ်သောတိုင်းနိုင်ငံ၏အရှင်မဖြစ်ရသည်အမေမျိုးသည်အကြောင်းမဟုတ်အဖမျိုးသားအတ္တိကဖြစ်သည်မဟုတ်လောအဖမျိုးသားအတ္တိကဖြစ်သောကြောင့်ရှိပညာရှိတို့သည်တခဏမြနေသောမယားဖြစ်သည့်ထင်းခွေမိမကိုပင်မိဖုရားအရာပေးဖို့ကုန်ပြီဤထင်းခွေမိမဤဝမ်း၌လွယ်မွေးရသောတောင်းကိုလည်းတဆန်နှယူဆနာရှိသောဘာယနတိပြည်ကြီး၌မင်းဖြစ်ပေးအပ်၍ကထဝဟနာမင်းဟူ၍ထင်ရှားမှုကြောင့်တာရကဖြင့်အတိတ်စကြောင်းကိုဟောကြားတော်မူသည်ဘာယနတိပြည်ကြီး၌ဇမနမင်းစိုးစံစဉ်ဇမနမင်းသည်အချွေအယံများနှင့်ဥယျာဉ်တော်သို့လှည့်လည်ရာတွင်အတိအပွင့်တို့ကိုသဘောကျလာသဖြင့်တကူတော်ရဲလှည့်လည်ကြည့်ရှုရင်းဥယျာဉ်တော်အတွင်းမှချင်းဆိုတဲ့တန်ကိုကြား၍တာယာလှသဖြင့်တချင်းတန်ကြားရသို့လိုက်၍ချောင်းကြည့်သည်ဇေသူမလေးတယောက်သည်ထင်းခွေချင်းဆိုနေသည်ချစ်ကျေးတိမ်မွေးလာသောအိန္ဒြေရှင်မိန်းကလေး၌ဓမ္မန်ဆွဲလန်းသောသဖြင့်ထိုမိန်းကလေးအားတောင်းဝတမှုကိုပြုသည်ထိုခဏနှင့်ပင်ဘုရားလောင်းသည်ထင်းခွေမိမ၏ဝမ်း၌ပရိသရေနေသည်ဘုရားလောင်း၏အစွမ်းဖြင့်ထင်းခွေမိမသည်ကိုဝင်တည်သည့်အဖြစ်ကိုတည်မင်းကြီးအားဆောက်ထားသည်ပြမနမင်းကြီးသည်မိမိလက်စကိုချွတ်၍သမီးမိန်းကလေးမွေးလျင်လက်စကိုရောက်၍ရှင်နေစားတော့လောဒါယောက်ျားလေးမွေးလျင်လက်စကို၍ငါထံလိုက်လာခဲ့လောဟုဆို၍တွားလေသည်ထို့နောက်ဘုရားလောင်းကိုဖွားမြင်သည်ထွင်းခွေမိမသည်သားကိုပိုက်၍နန်းတော်သို့ဝင်သည်အစင်မင်းကြီးသားပါတီဟုကလေးငယ်ကိုစသားသည်ပြင်းသည်ပရိသတ်ဘုရားအလင်း၌ဖြစ်၍ဆက်လာသဖြင့်ငါသားမဟုတ်ဟုဆိုသည်ထွင်းခွေမိမကမင်းကြီးပေးသောလက်စွပ်ကိုပြသည်ငါလက်စွပ်မဟုတ်ဟုစညင်းပယ်လိုက်ပြန်သည်ထိုအခါထွင်းခွေမိမသည်ငိုယိုကအရှင်မင်းကြီးဤသို့ညင်လျင်အကျွန်ုပ်မှာတစ္ဆာပြုခြင်းမှတပအချမ်းတသေးမရှိတော့ပါဤတငယ်သည်အရှင်မင်းကြီးသာမှန်ခဲ့ပါလျင်ကောင်းကင်၌တည်ပါစေသာအကယ်၍မမှန်ခဲ့ပါလျင်မြေသို့ကျ၍တည်ပါစေသာဟုဘုရားလောင်းဤခြေနှချောင်းမှကာ၍ကောင်းကင်သို့ပြစ်သည်ဘုရားလောင်းသည်လေထဲ၌ဖွက်ကွေလျက်သာရသောအတန်ဖြင့်မဲတော်မင်းကြီးအားတရားဟောကြားတော်မူသည်အရှင်မင်းကြီးအကျွန်ုပ်သည်အရှင်မင်းကြီးသာအစစ်ဖြစ်ပါသည်အကျွန်ုပ်ကိုဝင်းမြူတော်မူပါအခြားသူများကိုပင်ဝင်းမြူနိုင်ပါသေးလျင်မိမိသားကိုအဘယ်ကြောင့်မဝေးနိုင်ပါသနည်းထောခါမင်းကြီးသည်ငါသာလာလုံးဟုလက်ဆက်တန်းလျင်ကောင်းကင်မှမင်းကြီးရှင်ခွင်၌တည်သည်မင်းကြီးသည်ထိန်ခွေမိမအားမိဖုရားအစာ၌ထားသည်ရာလောင်းကအိရှင်မင်းအဖြစ်ထားသည်အဖလွန်လျင်ကထာဝဟနာဟုသောမင်းဖြစ်လာသည်ဖျား၏တရားစကားကိုကြားနာရ၍ကောသလမင်းကြီးသည်မြတ်စွာဘုရားတရားစကားကိုကြားနာရ၍အဖမျိုးသည်သာအဓိကဖြစ်သည်ဟုသားမိနှစ်ယောက်တို့အားပေးမြဲသောအဆောင်အယောင်စီစိတ်အချက်အယံတို့ကိုပြန်လည်ပေးသနာတော်မူသည်တာဝတိပြည်နန်းသူနန်းတို့သားတို့သည်လည်းမြတ်စွာဘုရား၏အဖမျိုးသားဗราဏဟုသောတရားစကားကြားနာရ၍
ဒါမီတို့အပေါ်တန်တရားကင်းစွာဟော၍စာစစံလေတော်တည်းမြတ်စွာဘုရားရှင်သည်အမိတိမေရောမာယာအဖာတိသူဒရဏမင်းစီကထာဟဝနာမင်းသည်ငါဖျားဟုစတော်ကိုပေါင်း၏နောက်ထပ်ဗီဒီယိုအသစ်တင်နိုင်သိအောင်ဒီ channel လေးကို subscribe လုပ်ပြီးအားပေးခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်Let's